ဦးဇင်းတို့တွားရင်လာရင်အလုံးလုံးရင်းနဲ့ပါဠိလိုဖြစ်ဖြစ်မြန်မာလိုဖြစ်ဖြစ်ပေါ့နော်အရဟံဆိုတာပါဠိစကားပေါ့ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဆိုတာမြန်မာစကားပေါ့နော်ပါဠိမိမိရဲ့ပါဇက်ကကောင်းတဲ့စကားတွေထွက်လာတယ်ဆိုတာဦးဇင်းတို့အဘိဓမ္မာထဲမှာပါဇက်ကအတန်ထွက်တယ်ဆိုတာစိတ်ကြောင့်ဖြစ်တာလေကောင်းတဲ့စကားတွေထွက်တယ်ဆိုတာကောင်းတဲ့စိတ်ကြောင့်ထွက်တာမကောင်းတဲ့စကားတွေထွက်တယ်ဆိုတာမကောင်းတဲ့စိတ်ကြောင့်ဖြစ်တာစိတ်ကအကြောင်းတရားပါဇက်ကထွက်လာတဲ့အတန်ကအကျိုးတရားစိတ်ကောင်းရင်အတန်ကောင်းတယ်စိတ်မကောင်းရင်အတန်မကောင်းပါဇက်ကနေအရဟံလို့ဆိုနေတာကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလို့ဆိုနေတယ်ဆိုတာကုသိုလ်စိတ်ကြောင့်ထွက်လာတဲ့စကားတန်တွေဖြစ်ပါတယ်စိတ်ကအလုံးမြန်တယ်အလုံးလုံးကိုလုံးနေတဲ့စိတ်ကတစ်ခုဖျားစာကိုရွတ်တဲ့စိတ်ကတစ်ခုသူ့စိတ်နဲ့သူပဲအဲကြောင့်ဦးဇင်းတို့အလုံးလုံးနေရင်းနဲ့ဖျားစာကိုရွတ်တာဟာကုသိုလ်ရပါတယ်လို့ရွတ်တင်ပါတယ်လို့နော်